တောင်းပြစီစီပြီးဖုံဖုံချောင်းဝင်းနေကနေပြီးတော့ဝင်လာတာလေကားတဲ့အတက်ပြောဒါစီဒီပေါ့နော်အားမဲတောင်စီဒီကိုလည်းဖက်အံရောက်လို့ရှိရင်လာတဲ့နေရာထဲမှာပါပါတယ်အေဂျင့်နဲ့စိတ်ငြိမ်နဲ့တောင်မော်လေးပေါ့နော်ကနာဖက်အံမြို့တဲ့ကနာလမ်းပေါ်မှာလည်းရှိတယ်နောက်တော့သူကလှလဲလှတယ်ဖမုံကြောင်ဝင်းနေရနေပြီးတော့တက်ရဒီပေါ်ရောက်လို့ရှိရင်တန်လွင်မြစ်ကြီးရဲ့လှအောင်လဲခံစားလို့ရတယ်ဒါတန်လွင်မြစ်ကြီးပါလှလိုက်တာဟာညနေပဲလာရင်လဲလှမယ်ရမယ်ညတော့ရေကြတယ်အခုရေနဲ့ပြန်တက်တယ်ဒါတန်လွင်မြစ်ကြီးပါဒီမှာပဲစုပ်တဲ့တန်မှန်နေတယ်ဒါဗာမဲတောင်စီအဲဒီရောခက်တီဒီနဲ့အကုန်လုံးလုပ်ပြီးတော့တစ်ချက်မှမရိုက်ထားပါဝင်ပါတာ I haven't started ဟဲ့ရောက်လို့ရှိရင်ပေါ့နော်လာတဲ့နေရာတွေမှာလည်းပါပါတယ်ကန်းနာလမ်းပေါ်ကနေဒီတော့ဖန်နေရောဝင်လာပြီဆိုတော့တိမ်မမောင်းအောင် ဟယ်လို နေပါမောင်းလိုက်မိမိပေရောက်နေတာလဲ ဟာမဲတောင်ပါ ဒါမဲတောင်တန်နေကြီးလှလား ညဝနည်းနည်းရေကြဖွင့်နည်းနည်းပူ ဝင်လို့မရပဲနဲ့ဟုတ်တယ်ညမှာတဲတဲကြည့်အောင်တောင်ကြီးမြင်ရနော် ကြော်ရဲစုံလေး တောင်အများကြီးနေတာအခုကျတော့နည်းနည်းလေးပဲ ရှေးပြန်တက်တယ် သိုးဝင်လာပြီးတော့နောက်ဘက်အဲ့ဒီလမ်းထဲမှာပုံကြောင်းနေရာနေ